ရှင်တွေကကိုယ့်ရဲ့ဝေဒနာဘယ်လိုပဲဖြစ်ပါစေမြို့သိပ်ပြီးသိမ်းထားလိုက်ပါမယ်နေပါစေတော့မင်းလေးကိုဘယ်လောက်ချစ်တာမင်းနာလေရဲ့ကိုယ်စိတ်မှာကျေနပ်ပြီးလူချင်းရဲ့နဲ့ဆွန့်လွတ်တာတကယ်တမ်းခက်တယ်ဘယ်လိုမှ